ဒါလေးကတော့ logarithm ပု္ပ္ပစာလေးပေါ့နော်အဲ့တော့ဒီရှေ့မှာ logarithm ရှေ့မှာဆိုရင်သူတို့ကအနောက်ကို power လေးဖြစ်သွားတယ်ပေါ့နော် okay အဲ့တော့81 by 17 the whole 1/2 ဖြစ်သွားတယ်နော် log ရှေ့မှာရှိတဲ့ဟာတွေအမြဲတမ်းပေါ့နော် power လေးတင်ရတယ် power လေးတင်လို့ရတယ်ပေါ့နော် okay တော့ဒါလေးပြန်ပြန်လုပ်တယ်ပေါ့ okay တော့ဒါလေးလည်းပြန်ရေးမယ်မရှိတော့ okay တော့ဒီမှာလေး2လေးอ่ะတော့ log 10 5 by 3 the whole square ဖြစ်ပါတယ် the whole နော်ပြီးတော့လိုပဲ3 by 2ကလည်းလိုပဲ the whole ဖြစ်မယ် log 10 17 the whole 3 by 2เนาะ the whole power 3 by 2အဲ့တော့ကျတို့က log တွေကနှုတ်ရင်စားရရှိတယ်ပေါ့နော်အဲ့တော့ log 10 81 1/2 ဒီလိုခွဲလိုက်တော့မယ်เนาะ17ကလည်း1/2နဲ့သက်ဆိုင်နေဆိုတော့ခွဲချရရင်လုံးခွဲချလိုက်မယ်ပေါ့နော် okay ဆက်ပြီးတော့ log တွေနှုတ်ရင်စားတယ်အဲ့တော့17 by 4လေးကိုအောက်ထားလိုက်မှာပေါ့နော် okay log 10ချင်းလည်းတူတဲ့အတွက်ကြောင့်မလို့လေเนาะကျတော့နှုတ်ရင် log တွေကစားပါတယ်okay အဲ့တော့ပေါင်းရင်မြှောက်တယ်ပေါ့နော် okay မြှောက်တယ်ဆိုတော့ log 10လည်းတူတယ်ဆိုတော့မရေးတော့ဘူး5 square 3 square လုပ်လိုက်မယ်เนาะအဲ့တော့ the whole square ကြီးကနှစ်ခုလုံးနဲ့ဆိုင်တယ်ပြီးတော့ပေါင်းထားရင်ဆိုရင်ထပ်ပြီးတော့မြှောက်မယ်เนาะ73 by 2 okay အဲ့တော့ဆင်းရကြတော့ကျတော့81လေးကို1/2လေးပြောက်ချင်တဲ့အတွက်ကြောင့်81ဆိုတာ6 9 81 9နှစ်ထပ်နေညီရယ်ပေါ့နော် okay အဲ့လိုမျိုးလေးလုပ်မယ်အဲ့တော့ကျတို့တွေပြီးတော့17เนาะ17ကတော့1/2ပဲပေါ့ okay เนาะအဲ့လိုပဲအနက်ထက်က25 3 3လေးက9เนาะ73 by 2လည်းဒါမှထပ်ထားလိုက်အောင်เนาะအောက်က17 by 4လေးကလည်းဒါမှထပ်ထားလိုက်အောင်မယ်เนาะနောက်စင်ကြတော့ခြေတို့ကမှာဟို9ရဲ့ power 2ဘိုးရဲ့ 1/2 ရှိပြီဒါဆိုတော့ကြည်သွားတယ်ပေါ့เนาะအဲ့တော့ခြေတို့တွေ9မဲ့ကြံမယ်အောက်က17 1/2 okay ပြီးတော့ဟိုက25 by 9အောက်ကကောင်လေးချွတ်ဆွတ်ခေါ်ရမယ်ပေါ့နော်ပုံစံမျိုးလုပ်တာပြီးတော့အောက်ကစားထားတာမြှောက်ရင်ဖြောင်းပြန်လှန်လိုက်ရမယ်ပေါ်တင်နော်4 by 17အဲ့တော့999ချီသွားတယ်အဲ့တော့ဘာကြီးကြံလဲဆိုတော့ကျတော့25ရယ်ပြီးတော့4လေးလေးကြံမယ်ပြီးတော့17နေကြံတယ်ပေါ့နော်โอเคနော်အဲ့တော့17 3 by 2ရယ်71 1 by 2အောက်ကဖြစ်တဲ့ကြောင့်လုံးခေါ်လိုက်ရင် power တွေကိုပေါ်တင် minus လက္ခဏာပြောင်းသွားတယ်ပေါ့နော်အဲ့ဒီက minus တော့မဟုတ်လက္ခဏာပြောင်းအောက်က1လေးရလဲ minus 1ဖြစ်သွားတယ်70ကအဲ့တော့100ပြီးတော့အပေါ်က fraction တွေဖြစ်နေ power fraction တွေဆိုတော့ base တွေညှိလိုက်ပေါ့နော် base တွေညှိလိုက်တော့2 okay ဒါ3 1 2 okay အဲ့တော့ log 10 100ပြီးတော့ဒီမှာ17က power လေးတစ်ခုထွက်လာလိမ့်မယ် okay အဲ့တော့02 okay အဲ့တော့0เนาะနှစ်နဲ့ဆိုင်နဲ့0ပဲလေအဲ့တော့17က0ပေါ့အဲ့တော့17 power 0ပေါ့လေเนาะဒါပေါ့01ဖြစ်တယ်အဲ့တော့ဒီမှာဒီလေးအရှိလာခဲ့လိုက် log 10 log 10เนาะ okay power လေးရှိတယ်เนาะ okay log 10က11เนาะ log 10 10က1ဖြစ်ပါတယ်ရှင် okay အဲ့တော့ရမယ်ထင်ပါတယ်เนาะ